ကိုယ့်ရဲ့ဘဏ်အကောင့်ဖွင့်ထားတဲ့ဘဏ်မှာ checking အကောင့်ထဲကိုဖြစ်စေ saving အကောင့်ထဲကိုဖြစ်စေကိုကပတ်စံသွားထည့်ခြင်းတယ်သွားထည့်ဖို့အတွက်ဘဏ်ကိုရောက်သွားတဲ့အချိန်မှာလည်းဘဏ်ကပိတ်နေပြီကိုထည့်ခြင်းတဲ့ပတ်စံကိုဘယ်နေရာမှာသွားထည့်မလဲကိုယ့်ရဲ့ပတ်စံကိုဘဏ်ပိတ်သွားပြီမယ်ထည့်လို့ရတဲ့နေရာရှိပါတယ်ကျွန်တော်အမေရိကန်နိုင်ငံကိုစရောက်ခဲ့တဲ့အချိန်တော့ကိုယ့်ရဲ့ပတ်စံကိုဘဏ်ထဲသွားထည့်တဲ့အချိန်မှာဘဏ်ပိတ်ချိန်နဲ့ကြုံခဲ့ရပါတယ်ဘယ်လိုအရာမျိုးကိုပဲဖြစ်ဖြစ်ဘယ်လိုအလုပ်မျိုးကိုပဲဖြစ်ဖြစ်ကိုမလုပ်တတ်ခင်မှာအရန်ကိုခက်ခဲပါတယ်အဲ့ဒီအတွေ့အကြုံလေးကိုဒီနေ့မိတ်ဆွေများကိုပြန်လဲဝေမျှပေးသွားမှာဖြစ်ပါတယ်လုပ်တတ်အောင်လေးလာပြီးလုပ်ကြည့်တဲ့အခါမှာလဲအရန်ကိုအဆင်ပြေလွယ်ကူစေပါတယ်ဘဏ်အများစုက ATM ဆက်များရှိကြပါတယ်အဲ့ဒီ ATM ဆက်တွေကလည်းဘဏ်တွေရဲ့အရှိမပဲအများအဖြစ်ထားလေရှိကြပါတယ်ဘဏ်ရဲ့ ATM ဆက်ရှိတဲ့နေရာတိုင်းမှာကိုယ့်ရဲ့ငွေသားကိုဘဏ်မှာပဲသွင်းသလိုသွင်းလို့ရပါတယ်ဘဏ်ရဲ့ ATM ဆက်ရှိတဲ့နေရာကိုသွားနေပါပြီကိုဘဏ်ကောက်ဖွင့်လာတဲ့ ATM ဆက်ရှိတဲ့နေရာမှာ deposit ဘယ်လိုထည့်ရဆိုတာကိုလက်တွေ့လှုပ်ဆောင်ပြီးတော့မှာဖြစ်ပါတယ်ပထမဆုံးကိုယ့်ရဲ့ဘဏ်ကတ်ကိုထည့်ပါမယ်password နံပါတ်ကိုကောင်းပါတယ်ဒီ token အမှသူမေးပါတယ် withdraw ဆိုတာပတ်စံထုတ်ပါလား deposit ဆိုတာပတ်စံထည့်ပါလားကိုက deposit လုပ်မှာဆိုရင် deposit ကိုထည့်အဲ့မှာနှစ်မျိုးမေးပါတယ် cash နဲ့ login ထည့်ပါလားဒါမှမဟုတ်ရင် check လက်မှတ်နဲ့ထည့်ပါလားဆိုပြီးမေးပါတယ်ကိုက cash ထည့်မယ်ဆိုရင် cash ကိုထည့်လိုက်ပြီးရင်နှိပ်လိုက်မယ်ပတ်စံထည့်ဖို့အတွက်ပေါက်သေးပွင့်ရင်ပတ်စံထည့်မယ်ဒီပိတ်သွားပါပြီပတ်စံရေးနေပါပြီဒီလိုမျိုးခောက်နေတဲ့ပတ်စံဆိုရင်စက်ကမကြည့်ပါဘူးကျွန်တော်ထည့်လိုက်တာ US ဒေါ်လာ600ခောက်နေတဲ့ပတ်စံ300ပါပြီဒီမှာကိုကပြီးသွားပြီဆိုရင် order နှိပ်မယ်ဒီမှာကျွန်တော်တို့ရဲ့ဘဏ်ကတ်ကိုပြန်ယူခိုင်းပါတယ် take your card အကတ်ကိုပြန်လိုက်ပါပြီကိုက print ထုတ်မယ်ဒီမှာ receipt ထွက်လာပါပြီ okay